ဒီနေ့ဆက်ပြီးပြောမှာကျွန်တော် cd cat command ကြောင်းပေါ့နော်ဒါကပတ်ဝန်းဖြစ်လိမ့်မယ်ပြီးတော့ကျွန်တော်ဒီ Android မှာပဲဒီ terminal ဆက်ဆန်းလို့ရှိရင်ဒီ iOS ကြာလို့ရှိရင်တချို့ကြရင်မလုပ်တတ်မှာဆိုလို့ပေါ့နော်ဒီမှာတော့ကျွန်တော်ဒီ UTM SE ကိုသုံးပြီးစမ်းပြမယ်ဟို login ဝင်တာဘာညာတော့အရင် shape view မှာလုပ်ပြီးတော့မလုပ်တော့ပါဆိုတော့ boot time ကနည်းနည်းကြာတယ်2မိနစ်နီးပါးကြာဆိုတော့အဲ့ဒါကြီးရင်တက်အချိန်ကုန်တာပဲမို့လို့နော်ဟုတ်ပြီ cat ကဘာလို့တာဆိုဒီ concatenate လုပ်ပေးရတာပေါ့နော်ပြောရမယ်ဆိုရှင်ဒီ standard output အနေနဲ့ဒီထဲမှာပါတဲ့ content တွေကိုလာပြမှာ detail ဆိုတာပါဆို file ထဲမှာရှိတဲ့ content တွေကိုလာပြီးပြမှာအဲ့တော့တစ်ချက်ကြည့်အောင် cd cat သူ့ကိုသုံးပြီးကျွန်တော်ဘာကြည့်မလဲဆိုရင်ဒီ select etc အောက်က pswd အောက်မှာရှိရအောင်တော့ပြောကြည့်မယ်ဒီ root အောက်က etc အောက်မှာရှိရဒီ pswd file ပေါ့နော်အဲ့ file လေးကိုသွားကြည့်ရင်သူ့ထက် content တွေကျွန်တော်လာပြီးတော့တွေ့ရလိမ့်မယ်ရမယ်နော်ဒီမှာဆိုလို့ရှိရင်ဒီ root account နဲ့ပတ်သက်ပြီးတော့ပြီးသူတို့ရဲ့ diary ပြီးရင်ဒီမှာသူသုံးတဲ့ဟာပေါ့ခုလက်ရှိသူ batch share ကိုသုံးထားတဲ့စသဖြင့်ပေါ့နော်ပြီး UID group ID စသဖြင့်အဲ့ဒါတွေကျွန်တော်တွေ့ရလိမ့်မယ် X ဆိုတာဒီ password encrypt လုပ်ထားတာကိုပြောထားတာဒါက system တစ်ခုနဲ့တစ်ခုတူမှာမဟုတ်ဘူးเนาะဒါကကျွန်တော်ဟာ app ပိုင်း limit ကြီးမဟုတ်လို့ကျွန်တော်ဒီU1 group ပါဆိုရင် user ID 1000 group ID 1000ကဖြစ်လိမ့်မယ်ပေါ့နော် okay ဟုတ်ပြီအဲ့ cat ကိုသုံးပြီးတော့ multiple file တွေလည်းသူကြည့်လို့ရတယ်ကျွန်တော်မှာ multiple file မရှိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ရှိတဲ့ဟာလေးတွေပဲရှောက်ကြည့်ရမှာပေါ့နောက်တစ်ခုကကြာ cd cat select ဆရာက pswd ရှိရ cd cat select etc အောက်က star real release ဆိုတာရှိတယ်ဒီကောင်ကဘာလဲဘယ် release လဲပါcat ပန်ပါသွားလို့အဲ့ဒါနည်းနည်းတက်သွားဒီမှာတွေ့လား cat က no search file ထားထူဒါအဲ့ဒါတက်သွားတာဟာပေါ့နော်ဘာလို့ဆိုကျွန်တော်နှစ်ခါဖြစ်သွားတယ်ဒီမှာ cat မလို့လေနော်အဲ့ကျွန်တော်ကြည့်နေတာဒီ cat နဲ့ pswd ဆိုတဲ့ file လေးကြည့်နေတယ် star release ဆိုပြီးတော့ဒီ release ဆိုတဲ့စကားလုံးအဆုံးသတ်ပါတဲ့ဟာတွေသွားပြီးတော့ကြည့်နေတယ် cat နဲ့ပေါ့နော်အဲ့မှာဆိုတော့အဲ့ဒါမတက်တော့အပေါ်ဟာဒီတစ်ပိုင်းဒီနားကနေစပြီးတော့ဒီရှိက pswd ဟာကိုပြောထားတာဒီ star release ဆိုတဲ့ဒီကောင်လေးဒီအပိုင်းလေးပေါ့နော်အဲ့ဒါလေးကဒီ star release ဒီမှာဆိုကြည့်မယ်ဆိုရင်ဒီကောင်က arch linux အမျိုးအစားပေါ့နော် sorry app ပိုင်း linux ကဟိုမှာကျွန်တော် ish system ခုကကျွန်တော် UTM မှာ arch linux ထည့်ထားပြီးနောက်တစ်ခုကကြတော့ဒီ line အရေးအတွက်နဲ့ကျွန်တော်ကြည့်မယ်ဆိုရင်လည်းကြည့်လို့ရတယ် cd cat and လေးရေးလိုက်မယ်ပြီး select etc အောက်က pswd ကိုတော့ကြည့်အဲ့ဒါဆိုဖြစ်သွားတယ်ကျွန်တော် and လေးနဲ့အရေးအတွက်လေးမြင်ရတယ်ဒါဘယ်နှပိုင်းရှိရဘယ်နှခုရှိရစသဖြင့်เนาะပို့ပြီးတော့ရှင်းရှင်းလေးနဲ့ကောင်းလို့ရတယ်ရည်လို့ရတယ် okay ရမယ်เนาะကျွန်တော် cat ကိုသုံးပြီးတော့ဒီ content ထဲမှာရှိရဒီ file ထဲမှာရှိရ content တွေကိုကြည့်ရပြီးတော့ cat ကိုသုံးပြီးတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ version release ပေါ့နော်ဒီကောင်ကိုခုလက်ရှိရောက်နေတဲ့ operating system information တွေကြည့်ရပြီးရင် pswd ရဲ့ဟာကိုသွားကြည့်ရပြီးတခုတည်းမကတဲ့ file တွေကိုကြည့်ရမယ်နော်ဒါလေးစမ်းကြည့်လို့ရပါတယ်